အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖုန်းတစ်လုံးရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့ Gmail အကောင့်ဖွင့်နည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကိုကြည့်ပြီး like လုပ်လို့မမီဘူးဆိုလို့ရှိရင်ဗီဒီယိုကို pause လုပ်ပြီးတော့တစ်ဆင့်စီ like လုပ်သွားလို့ရှိရင်အဆင်ပြေမှာပဲဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါ Play Store ထဲကိုဝင်ပါ Sign in ကိုနှိပ်ပါကိုကအကောင့်အသစ်ဖွင့်မှာဖြစ်တဲ့အတွက် create account ဆိုတာလေးကိုနှိပ်ပါ for my personal use ကိုရွေးပါဒီနေရာမှာနာမည်ထည့်ရမှာပါဥပမာကိုနာမည်ကကျော်ကျော်ဆိုလို့ရှိရင် first name မှာကျော် last name မှာလည်းကျော်ဆိုပြီးတော့မှနှစ်ခုပေါင်းကျော်ကျော်ဆိုပြီးဖြည့်လို့ရပါတယ်နာမည်ဖြည့်ပြီးရင် next ကိုသွားပါဒီနေရာမှာကငွေနေ့ထည့်ရမှာဖြစ်ပါတယ်ပထမနေရာမှာကလဇူလိုင်လပေါ့နော်ဥပမာအမှန်ထည့်စရာမလိုပါဘူးပြီးရင်ရက်ထည့်ရပါမယ်ရက်မှာကဥပမာ4ရက်ပေါ့နော်နောက်ဆုံးမှာကခုနှစ်ထည့်ရမှာပါကိုက2003လား2004လားပေါ့နော်2004ပေါ့နော်ဥပမာမွေးနေ့အမှန်ထည့်ခြင်းလည်းရပါတယ်ပြီးရင် gender နေရာမှာကကိုက main ကလေးဆိုရင် female ကိုရွေးပြီးတော့ယောက်ျားလေးဆိုရင် male ကိုရွေးလိုက်ပါပြီးရင် next ကိုသွားပါဒီနေရာမှာကမိမိအသုံးပြုမဲ့ Gmail အကောင့်ကိုနာမည်ပေးရမှာဖြစ်ပါတယ်ဥပမာကိုယ့်ရဲ့နာမည်နဲ့လည်းတွဲပြီးတော့မှတ်မိအောင်လို့ကျော်2024ပေါ့နော်ဒီနာမည်နဲ့စမ်းကြည့်လိုက်မယ်ရမရပေါ့နော်မရမှနောက်ထပ်တစ်မျိုးထပ်ပြောင်းရိုက်မယ်နော်ဖြည့်ပြီးရင် next ကိုနှိပ်ပါဒီနာမည်နဲ့အသုံးပြုလို့မရပါဘူးကိုနဲ့နာမည်တူနေတဲ့လူရှိတာဖြစ်တဲ့အတွက်နာမည်ကိုနည်းနည်းထပ်တိုးရိုက်ကြည့်မယ်နော်ကျွန်တော်ထိုင်းလို့ထပ်ထည့်ကြည့်မယ်နော် next ကိုသွားမယ်နော် okay ရပါတယ်အကောင့်နာမည်ရသွားပါပြီ password ထည့်ရပါမယ် password ကိုမှတ်မိမဲ့ password ကိုထည့်ပါဥပမာကိုနာမည်အတူကောက်ပေါ့နော်ကြော်ကြော်ဆိုတော့ရှိရ K နှလုံးရယ် KKကိုမွေးနေ့2334ပေါ့နော်ပြီးတော့ THAI ပေါ့နော်ကိုမှတ်မိမဲ့ဥစ္စာကိုထည့်ကြည့်ပါကိုပေးလိုက်တဲ့ password ကိုလည်းစာအုပ်မှာရေးပြီးတော့မှတ်ထားပေးရင်ပိုကောင်းပါတယ် password ပေးပြီးရင် next ကိုသွားပါโอเคဒါဆိုလို့ရှိရင်တော့ Gmail အကောင့်တစ်ခုရပါပြီเนาะ next ကိုဆက်သွားပါအပေါ်ဆွဲပါအပေါ်ဆွဲပါ I agree ဆိုတာလေးကိုနှိပ်လိုက်ပါသူပြောတာက Google Play Store ကနေပြီးတော့ app တွေအများကြီးအသုံးပြုလို့ရပြီလို့ပြောတာဖြစ်ပါတယ်accept ကိုပဲနှိပ်ပြီးတော့မှဆက်သွားပါဒါဆိုရင်တော့ Google Play Store မှာကိုလိုချင်တဲ့ game တွေ application တွေကိုကြိုက်တဲ့ဟာတွေကို download ရသွားပါပြီเนาะဒီအပေါ်ဆုံးကဘာတန်းလေးမှာကိုလိုချင်တဲ့ application နာမည်ကိုရိုက်ချပြီးတော့မှ download ဆွဲအသုံးပြုလို့ရပါပြီเนาะအဆုံးအထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဆဆရရအဆင်ပြေကြပါစေခင်ဗျာ